စာရေးဆရာမနိုင်စနေရေးသားထားတဲ့စာစုလေးကိုမိမိတို့ရဲ့အသက်အရွယ်နဲ့ကိုက်ညီနေလို့ဖတ်ပြီးတော့ပြန်လဲမျှဝေပေးလိုက်ပါတယ်ရှင်အသက်60ရောက်တဲ့အခါတဲ့အသက်60အန်တီတယောက်ရဲ့အတွေ့အကြုံနဲ့သားသမီးတွေကြီးလာပြီးကျမထင်ထားသလောက်မိဘတွေကိုသူတို့မဆောက်ရှောက်ပါဘူးတဲ့သူတို့ချစ်တာသူတို့သားသမီးနဲ့သူတို့အိမ်အောင်ဘက်ကိုပါတဲ့ကျမမှာနာတာရှည်ယောဂပိုများလာတဲ့အများစုကပျောက်အောင်ကုလို့မရတဲ့ယောဂတွေဖြစ်ပြီးတလုံးကျမနဲ့အတူရှိနေမဲ့ယောဂတွေဖြစ်တယ်တဲ့ကျမအရွယ်ရှိတုန်းကသားသမီးတွေအဖြစ်ရှိဖို့အမြဲမျှော်လင့်ခဲ့တယ်သူတို့ကိုထူးချွန်ထက်မြက်စေခြင်းခဲ့ပေမဲ့ဒီအရွယ်ရောက်လာတော့သူတို့ရဲ့တာမန်ဘဝကိုကျမလက်ခံလာနိုင်ခဲ့တယ်တဲ့တကယ်တော့သားသမီးအများစုကတာမန်လူတွေပါပဲတဲ့ကျမကြီးဟာအဖိုးတန်ဆုံးဖက်ရှင်ဖြစ်လာပါတယ်တဲ့ငယ်ရွယ်တုန်းကအလှအပဆိုတာမျက်နှာကိုလှပအောင်ပြင်ရတယ်လို့ထင်ခဲ့တယ်တဲ့အသက်60ကျော်လာတဲ့အခါမှာခါမတ်နိုင်တာကိုကြိုက်တဲ့အဝတ်စားတွေဝတ်ဆင်နိုင်တာပြပွဲတွေကိုတတောင်တတာရှောက်ကြည့်နိုင်တာကမှစစ်မှန်တဲ့စက်တီဆိုတာသဘောပေါက်လာပါတယ်တဲ့နေ့တိုင်းမနက်ခင်းလေ့ကျင့်ခဲ့နိုင်ဝက်လောက်လုပ်ပါတယ်တဲ့ညစ်တဲ့အထိမနေဘူးတဲ့ဟင်းကြိုကိုပူတောက်တယ်ခန္ဓာကိုယ်ကျန်းမာတဲ့အခါဘာဝဝစွမ်းအင်ပြည့်ပြီးကြည်ကောင်းပါတယ်တဲ့ဒီလောကမှာသာသမီအပါဝင်လူတွေကကြာလာတာနဲ့အမျှကျမတို့နဲ့ပိုဝေးကွာသွားကြပါတယ်တဲ့ကိုအိမ်တော်ဘက်ကသာလျှင်ကိုနားမှာကြံခဲ့တယ်အသက်ကြီးလာတဲ့အခါကိုအိမ်တော်ဘက်ကပဲကိုအတွက်ရှိနေမှာဖြစ်ပါတယ်တဲ့ဒီလောကမှာလူတွေကအရေးမပါကြပါဘူးတေပြီးမကြဘူးမေပျောက်ဖြစ်ကုန်ကြပါတယ်တဲ့ဘဝကပုံမှန်အတိုင်းဆက်တည်ရှိနေမှာဖြစ်ပါတယ်ဘယ်သူကိုမှမျှော်လင့်ချက်ကြီးမထားပါနဲ့မျှော်လင့်ချက်မရှိရင်စိတ်ပျက်စရာလည်းမရှိပါဘူးတဲ့တစုံတစ်ယောက်ကကိုယ့်ကိုကူညီတာဟာလူမှုရေးကျေးဇူးဖြစ်ပြီးမကူညီတာဟာသူ့အခွင့်အရေးဖြစ်ပါတယ်တဲ့ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ငယ်ရွယ်ချိန်မှာလူများထက်တော်ရမယ်လူများထက်လုံနေရမယ်လို့ခေါင်းမမာပါနဲ့အားအလွန်အကျွံမသုံးပါနဲ့တိတ်ထက်သူဟာအသက်ကြီးလာတဲ့အခါမှာကျန်းမာရေးပြဿနာတွေများလိရှိပါတယ်တဲ့အဲ့ဒီအခါကိုရှာထားတဲ့ပတ်ဆိုင်ကိုတခြားသူသုံးပေးပြီးယောဂဝေဒနာကိုကိုတယောက်တည်းပဲခံစားရပါလိမ့်မယ်တဲ့ခန္ဓာကိုယ်ကျန်းမာနေချိန်မှာစားနိုင်တောက်နိုင်ရင်စားပါတောက်ချင်တာကိုတောက်ပါတဲ့လိုက်ဖက်တဲ့အစိုးစားတွေကိုဝတ်ပါမနှမျောပါနဲ့တဲ့အသက်ကြီးလာတဲ့အခါသွားတွေမကောင်းတော့ဘူးအစာအိမ်မကောင်းတော့ဘူးကြောကုန်းကတဲ့ကုန်းလာမယ်တဲ့စားကျင်တလောက်မစားနိုင်တော့ဘူးဝစ်ချင်တာမဝစ်ရတော့ဘူးနောင်တရလည်းအသုံးမဝင်တော့ပါဘူးတဲ့အပြုသဘောဆောင်တဲ့စိတ်ထားအမြဲရှိပါတဲ့စိတ်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းတွေကအိုမင်းလာပေမဲ့တဲ့အိုမင်းရုပ်ပိုင်းဆိုင်ရာအိုမင်းရရော်မှုကမလွဲမသွေဖြစ်လာမှာဖြစ်ပေမဲ့ကောင်းမွန်တဲ့စိတ်ထားကကျန်းမာရေးပိုကောင်းစေပါတယ်တဲ့အတွေးမများတဲ့စိတ်ထားလွှတ်ချထားတာအရာရာကိုစည်းစားမကြောက်တာကဘဝကိုနေပြောစေပါတယ်တဲ့အသက်ရှိရှိနေရမယ်မဆိုပါဘူးတဲ့80တီဆိုလုံလောက်ပါပြီပျော်ရွှင်တဲ့ဘဝအဆုံးသက်ကရုတ်တရက်မမျှော်လင့်ပဲတည်ဆုံးတာပါပဲအဲ့ဒါကအကြီးမားဆုံးကောင်းကြီးမင်္ဂလာဖြစ်ပါတယ်တဲ့ရှင်အသက်60အရွယ်ရောက်လာတဲ့သူတယောက်ရဲ့လက်ရှိခံစားနေရတဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလေးတွေကိုပြန်လည်မျှဝေထားတာဖြစ်ပါတယ်ဒါကိုဆရာမနိုင်စနေကတင်ပြထားတာလေးပါရှင်မိမိတို့လည်းကြိုတင်ပြင်ဆင်ထားသင့်ပါပြီရှင်